Okay အရာဝတ္ထုတွေကိုထိတွေ့ပြီးတော့ပြောမယ်ကင်တွယ်ပြီးတော့ပြောမယ်ဆိုရင်ဘာအောင်တော့ရလဲမလေးရှားတော့အင်းနီဟုတ်ပြီနော်အဲ့မှာမလားမကန်းကအရာဝတ္ထုလေးတွေနော်အဲ့ဒါလေးကိုလမ်းပြောမယ်ဟုတ်လားမလားမကန်းဝေးကအရာဝတ္ထုလို့ဆိုရင်ဘာနဲ့ပြောမလဲဘာနဲ့ပြောမလဲအင်းနာဘာနဲ့အင်းနီအီတူနဲ့ပြောတယ်နောက်နေရာနှစ်နေရာရှိတယ်ကိုနေတဲ့နေရာအခြားနေရာစီနီကဘာလဲစီနီကဒီနေရာနော်ကိုနေရာဆိုရင်စာနာနော်အဲ့ကြတော့ okay ဒီနေရာနဲ့ဟိုနေရာစီနီနိုင်ငံနဲ့ပြောမှဆိုရင်မြန်မာနိုင်ငံနဲ့မလေးရှားနိုင်ငံမှာဆိုရင်ကိုကမြန်မာနိုင်ငံမှာနေဆိုရင်စီနီမြန်မာစာနာဟိုနိုင်ငံမလေးရှားနိုင်ငံဆိုရင်စာနာမလေးရှားစာနာမလေးရှားစီနီမြန်မာစီနီမြန်မာနော်အဲ့လိုပုံစံလေးတွေပြောရပါတယ်